ပြီးရင်ဘာသာစကား English ကိုရွေးချယ်ပေးပါပြီးရင် region ဂျပန်ကိုရွေးပေးပါပြီးပြီဆိုတာနဲ့ continue ကိုနှိပ်ပေးပါ set a new iPhone ဆိုပြီးတော့ iPhone အဟောင်းမှာပေါ်လာပါမယ် continue ကိုနှိပ်ပြီးဆိုတာနဲ့ဖုန်းရဲ့ password ဖြစ်ပေးပါဖုန်းနှလုံးချိတ်ဆက်မိသွားပြီဆိုရင်တော့အခုလိုဖုန်းအသစ်ဘက်မှာပုံကလေးပေါ်လာပါမယ်အဲ့ဒါကိုဖုန်းအဟောင်းကနေကင်မရာလေးနဲ့ချိန်ပေးရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ချိတ်ဆက်မိသွားပါပြီဖုန်းအဟောင်းဘက်မှာ set up for me ကိုနှိပ်ပေးပါဖုန်းအသစ်မှာတော့ iPhone အဟောင်းရဲ့ password ကိုဖြည့်ပေးရမှာဖြစ်ပါတယ် data and privacy ဆိုတဲ့နေရာမှာ continue ကိုတစ်ချက်ရွေးပေးပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့က Face ID ကိုလည်းကျွန်တော်မသုံးနေဘူးဖြစ်တဲ့အတွက် set up later ကိုတစ်ချက်ရွေးပေးပါ transfer from iPhone ဆိုတဲ့အောက်ကနေရာလေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ဖုန်းချင်းချင်းကူးမှာဆိုတော့လေနော်ဒီနေရာမှာလည်းနည်းနည်းကြာတတ်ပါတယ် Terms and condition ဆိုတဲ့နေရာမှာ agree ကိုတစ်ချက်ရွေးပေးပါအခုလည်းထပ်ပြီးတော့ကြာပါမယ်ရှိသမျှ data တွေပုံနေ setting ပိုင်းဆိုင်ရာတွေကစဘာတစ်ခုမှမကြံအောင်အကုန် data transfer လုပ်မှာဖြစ်တဲ့အတွက် continue ကိုတစ်ချက်နှိပ်ပေးပါပြီးဆိုတာနဲ့ turn on location services ဒီနေရာမှာ set later Apple Intelligence နေရာတွေမှာလည်း set Apple Intelligence ကိုရွေးပါ camera control နေရာမှာလည်း continue ကိုရွေးပါဒါတွေကကျွန်တော်အရင်ခါတော့activate လုပ်တာရင်လည်းအတူတူပဲဒီမှာ customize continue emergency SOS continue ပဲဆိုတော့ data download လုပ်နေပါပြီဒီဘက်ကအဟောင်းဘက်ကနေပို့တယ်အသစ်မှာတော့ download လုပ်နေတယ်ပေါ့နော်များရင်များသလောက်အရန်ကြပါတယ် continue ကိုတစ်ချက်နှိပ်ပေးပါဒါပြီးပါပြီပေါ့နော်iPhone အဟောင်းမှာတခါတည်း data တွေကိုဖြတ်လို့လည်းရတယ်မဖြတ်သေးဘူးကျွန်တော် cancel ပဲချက်ရွေးလိုက်မှာပါဆိုတော့ဒါခဏနေလို့ရှိလို့ရှင်ဒီ Apple logo ပျောက်သွားပြီဆိုတော့ ਨੇ ပြီးပါပြီဆိုတော့ password ကလည်းခတ်ပြီးသားပေါ့နော်ကျွန်တော်ဟိုဘက်က iPhone အဟောင်းဘက်က password ကိုတခါယူထားတာဆိုတော့လေနော်ဒါတွေကခုနကကျွန်တော် password တွေမဖြည့်ခဲ့သလိုထပ်ပြီးတော့ထပ်ဖြည့်ခိုင်းနေတာ set later and setting set later ဘာမှမလုပ်တတ်ဘူးဆိုလို့ရှိရင် set later တွေပဲနှိပ်သွားတယ်ကိစ္စမရှိဘူးအဲ့ဒါတွေကရပါပြီဒီလောက်ဆိုလို့ရှိရင်ပြီးပြီပေါ့နော်ဆိုတော့ welcome to iPhone ဆိုပြီးပေါ်လာပြီဆိုတော့အောက်ကနေပေါ်ပုတ်တင်လိုက် iPhone နဲ့မှာ iPhone အသစ်ထဲမှာပေါ့နော်အဟောင်းဘက်က data တွေအကုန်ပါလာမယ်ပြီးလို့ရှိရင် application တွေလည်းအကုန်လုံးပြန်ပြီးတော့ဝင်လာမယ်ပြီးရင် app တွေက password တွေ Gmail တွေပြန်ပြီးတော့ login လုပ်ဆရာမလိုဘဲနဲ့ချက်ချင်းတန်းပြီးတော့အသုံးပြုလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေဒါကအလွယ်